နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့လျှက်စစ်ကဏ္ဍပေါ့ဗျာနော်လျှက်စစ်ကဏ္ဍနဲ့ပတ်သက်လို့လူမှုကွန်ရက်မှာဆရာကြီးတယောက်ရေးသားထားတာလေးကိုကျွန်တော်ကပြန်လည်မျှဝေတင်ပြခြင်းတယ်ပေါ့ဗျာဦးကျောက်တောင်ဆိုတဲ့ပုဂ္ဂိုလ်ရေးသားဖော်ပြထားတဲ့ရေးသားဖော်ပြချက်လေးဖြစ်ပါတယ်သူရဲ့ရေးသားဖော်ပြချက်ကတိုင်းပြည်တိုးတက်စေခြင်းပါသလားချမ်းသာသောတိုင်းပြည်ဖြစ်လိုပါသလားလျှက်စစ်ဖူလုံရေးတည်အဓိကကြပါတယ်လျှက်စစ်မရှိဘဲချမ်းသာသောနိုင်ငံကိုတရားမင်းလည်းမတည်ဆောက်နိုင်ပါ2010ခုနှစ်ကမြန်မာပြည်တွင်လျှက်စစ်4000မဂါဝတ်ထုတ်လုပ်ပါတယ်1988ခုနှစ်မှာမဂါဝတ်100ကျော်သာရှိသောမြန်မာပြည်ပါတဲ့နော်အဲ့ဒီအချိန်1988ကာလပေါ့ဗျာနော်အဲ့ဒီအချိန်ယူရီးယားမှာမဂါဝတ်2000ကျော်ထုတ်လုပ်ပါတယ်တရုတ်ပြည်မှာမဂါဝတ်3သိန်းကျော်ထုတ်လုပ်ပါတယ်နောက်ထပ်လည်းဆက်လက်၍လျှက်စစ်ကိုနှီးမျိုးစုံနဲ့ထုတ်လုပ်ရန်ကြိုးစားနေကြဆဲဖြစ်ပါတယ်လျှက်စစ်ကိုပြည်တွင်းသုံးစွဲမှုမှာရော့ကျသည်မရှိဘဲနှစ်စဉ်ပုံမှုသုံးစွဲလာလေးရှိပါတယ်လျှက်စစ်မလုံလောက်လျင်မီးစက်ငယ်မြောက်များစွာသုံးစွဲကြရာထွက်လာသောမီးကူးငွေများကရန်ကုန်လေထုကိုအမြောက်အများညှဉ်းနှွမ်းစေခဲ့ပါတယ်သုံးစွဲရသောလောင်စာဆီအတွက်နိုင်ငံခြားငွေအများကြီးသုံးစွဲရပြန်ပါတယ်တိုင်းပြည်ဆင်းရဲရန်ထပ်မံပံ့ပိုးနေသောကိစ္စတည်းဖြစ်ပါတယ်လျှက်စစ်ထုတ်လုပ်ရာတွင်ရေအားလျှက်စစ်သည်အကုန်အကျအတတ်တာဆုံးနီလန်းဖြစ်ပြီးရင်းနှီးမြုပ်နှံရအလွန်များပြားပါတယ်ဘင်္ဂလားဒေ့ရှ်မှာတနိုင်ငံလုံးလုံလောက်အောင်မြမပုဒ္ဒရာမြစ်ကိုပိတ်ပြီးဆယ်ကြီးတီဆောက်ကလျှက်စစ်ထုတ်လုပ်ပါတယ်ကြောင်မီသေးစက်ရုံများကော်ကစားမြို့အနီးမှာအကြီးအကျယ်တရုတ်၏အကူအညီဖြင့်တီဆောက်နေပါတယ်အိန္ဒိယနိုင်ငံချန်နိုင်းမြို့သည်စက်ရုံလွန်များပြားသည့်ကိုမြင်ရသောအခါလျှက်စစ်မီတို့ရယူကြောင်းအိန္ဒိယမိတ်ဆွေများတို့မေးမြန်းကြည့်ရာအင်းစိန်ထောင်များပမာဏရှိသောကြောင်မီသွေးလျှက်စစ်စက်ရုံကိုလိုက်ပြပါတယ်ကြောင်မီသွေးစက်ရုံတစ်မျိုးတည်းနှင့်ရန်ကုန်ထက်ကြီးမားကျယ်ပြန့်ပြီးအိန္ဒိယနိုင်ငံ၏စက်မှုထုတ်ကုန်အများအပြားထုတ်လုပ်ရာချန်နိုင်းမြို့ကိုလျှက်စစ်ဖြန့်ဝေထားကြောင်းမြင်တွေ့ခဲ့ရပါတယ်အင်္ဂလိပ်ခေတ်ကပင်တိဆောက်ခဲ့သောကြောင်မီသွေးစက်ရုံဖြစ်ပြီးအထက်ကစက်ကြီးများကတော့အသစ်ပြန်လည်တပ်ဆင်ထားကြောင်းသိရပါတယ်လျှက်စစ်ကိုမြည်သည့်နည်းနှင့်ပင်ရထုတ်လုပ်ကြရမည်ကျွန်တော်တို့ချမ်းသာလာကြသည့်အခါပတ်ဝန်းကျင်ပျက်စီးသောစက်ရုံများကိုလျှော့ချရပါမယ်ယခုဆင်းရဲသောဘဝကလွတ်အောင်ရသည့်နည်းနှင့်လျှက်စစ်ထုတ်လုပ်ကြရန်သဘောတူပါတယ်ကျွန်တော်တို့အိန္ဒိယထက်ချမ်းသာနေပြီလားယူရီးယားထက်ကျွယ်ဝနေပြီလားတရုတ်ပြည်ထက်ပြည့်စုံနေကြပြီလားမိကုံမေးကြည့်ရန်လိုပါသည်ဖွံ့ဖြိုးရေးအတွက်လမ်းဖောက်လုပ်ခြင်းလျှက်စစ်ထုတ်လုပ်ခြင်းစီမံကိန်းများအကောင့်ထဲပေါ်ရာတွင်အနည်းနှင့်အများပတ်ဝန်းကျင်ကိုထိခိုက်သည်ကိုမငင်းလိုပါထိခိုက်မှကြောက်၍တမိုင်းဥပုံမြေခင်မှကြံခဲ့မှလားဆင်းရဲ၍ကျမ်းမာရေးမဆောင်ရှောက်နိုင်မဲ့ပြည်သူတွေအချိန်မကြမီတေကုန်တီကိုစည်ရင်မှတ်ထားပါသလားတဲ့ဆင်းရဲ၍ပညာမသင်နိုင်မဲ့လောကငရဲကိုအသိပညာမဲ့စွာရွေးချယ်ဖြတ်တန်းနေကြသောပတ်ဝန်းကျင်ကိုနားလည်နိုင်ပါသလားပညာမဲ့များ၏လူမှုအနိဋ္ဌာယုံများကိုတည်နားလည်ကြပါသလားလို့ကျွန်တော်မေးချင်ပါသည်နိုင်ငံရေးအရတစ်ဖက်အုပ်စုထောက်ခံမှုရသွားမည်ကိုစိုးရိမ်ပြီးကန့်ကွက်ဆန္ဒပြကတိုင်းပြည်ကိုဆင်းရဲငရဲသို့ဆွဲချနေသူတွေများနေကြသည့်မြန်မာမှာမိမရသည်မှာမစမ်းကြယ်လှပါတိုင်းပြည်ကိုတိဆောက်သည့်ပုဂ္ဂိုလ်မြည်သူမဆိုကြိုဆိုကြပါချီးကျူးကြပါတိုင်းပြည်ကိုချစ်ပါပြည်သူကိုချစ်ပါနိုင်ငံရေးနှင့်မပတ်သက်လိုပါသို့တော်မြန်မာပြည်ကိုတော့ချစ်ကြရန်လိုပါသည်တခုဖြစ်ခြင်းလျင်တခုဆွန့်လွတ်ကြရသောလောကဖြစ်ပါသည်အားလုံးအကောင်းဆုံးဖြစ်ရမည်ဆိုသည်မှာဤကဘာတွင်မဖြစ်နိုင်ပါရဲရဲဝံ့ဝံ့လုံရဲကန့်ရဲသောစိတ်ဖြင့်တိုင်းပြည်ကိုတန်ဖိုးထားမျက်နှိုးကြပါဟုတိုက်တွန်းလိုက်ပါသည်ဒါဦးကျောက်တောင်ရေးသားထားတာနော်ဒါကကျွန်တော်တို့ဒီရပိုင်းတွင်မျက်စုံအတန်ပြန်ပြီးထွက်လာတဲ့ပြည်ဖြတ်မီဒီယာတွေပြည်ပြေဝရံပြေးတွေမှာမျက်စုံကန့်ကွက်တဲ့အတန်တွေထွက်လာတယ်ဒါကိုရည်ရွယ်ပြီးတော့ရေးတယ်လို့ပဲယူဆရတယ်ပေါ့ဗျာနော်တခြားသောတာရကလေးတွေထောက်ပြထားတာလည်းပြည့်စုံပါတယ်ကျွန်တော်တို့တိုင်းပြည်မှာဒီအနောက်အုပ်စုရဲ့ဩဇာကံပေါ့ဗျာမောင်ထွန်းလွင်တို့ဒီတူပါရာဇာကျော်သူတို့ဒီလူတွေဥဆောင်ပြီးတော့တိုင်းပြည်ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုစန့်ကျင်ကန့်ကွက်ခဲ့ကြတယ်တိုင်းပြည်ဖွံ့ဖြိုးမှုနောက်ကျကျန်နေခဲ့တယ်ကျွန်တော်တို့အိမ်နီးချင်းတိုင်းပြည်တွေနဲ့နိုင်ရှင်ကြည့်ရင်ပဲကျွန်တော်တို့တိုင်းပြည်ရဲ့လျှက်စစ်ထုတ်လုပ်သုံးစွဲနိုင်မှုပမာဏကအများကြီးနောက်ကျကျန်နေခဲ့တယ်အဲ့ဒါဘာကြောင့်လဲအဲ့ဒီလိုအဖြတ်အမှောက်တွေကြောင့်သူတို့ပါဇက်ထဲလီတူးရပေါ့ဗျာဘယ်နိုင်ငံမှာဘယ်လိုဖြစ်ခဲ့တာဘယ်နိုင်ငံမှာဘယ်လိုဖြစ်ခဲ့တာဒီစီမံကိန်းကြီးကိုနောက်ဆက်ဖြတ်စည်းလိုတဲ့အခါကျတော့အပြုသဘောမဆန်တဲ့ရလဒ်တွေအပြုသဘောမဆန်တဲ့တာရကတွေကိုပဲထောက်ပြပြောဆိုသွားတယ်ဒီရေအားလျှက်စစ်ထုတ်လုပ်သုံးစွဲပြီးတော့အပြုသဘောဆန်ဆန်ဖွံ့ဖြိုးတိုးတက်မှုတွေရနေတာ
ဒါကိုဘလို့မိန်တိန်နဲ့ကောင်းမွန်သောပြုပြင်တာဒီလိုတာရကတွေလည်းများစွာရှိပါတယ်ကျွန်တော်တို့အိန္ဒိယတိုင်းပြည်ဖြစ်တဲ့ဒီဘင်္ဂလားဒေ့ရှ်မှာလည်းရေအားလျှက်စစ်ထုတ်လုပ်သုံးစွဲမှုအများလုပ်နေတာပဲပါကစ္စတန်မှာဆိုရင်လည်းဒိုနီတူစွာပဲပေါ့ဗျာဒီတိဆောက်ထားတဲ့ရေအားလျှက်စစ်စီမံကိန်းကြီးတွေကနှစ်ပေါင်းများစွာကြာပြီးလျှက်စစ်တာထုတ်လုပ်မှုရော့ကျလာတယ်အဲ့ဒီမှာဘာကြောင့်ဘလို့ကြောင့်ဒီလိုခြေနေမျိုးဖြစ်လာလဲပြန်ပြီးတော့မိန်တိန်နဲ့လုပ်ပြီးတော့ဒါတွေကိုဆက်လက်လဲပတ်ပုံမကောင်းမွန်တဲ့အနေအထားမျိုးဖြစ်အောင်လှုံ့ဆော်နေကြတာပဲဖြစ်ပါတယ်အဲ့ဒါတွေကိုတာရကထားပြီးပြောရင်ကျွန်တော်တို့ကမြစ်ဆုံစီမံကိန်းကြီးအများဆုံးအကောင့်ထဲပေါ်ဆောင်ရွက်တင်တယ်လျှက်စစ်တာအားအပြည့်စုံလုံလောက်ဖို့ကိုကြိုးပမ်းဆောင်ရွက်တင်တယ်ဒီစီမံကိန်းကြီးအကောင့်ထဲပေါ်တင်တယ်เนาะကျွန်တော်တို့ကဒီလိုအမြင်မျိုးဒီလိုရှုထောင့်မျိုးကပြောပါတယ်ဒီရေအားလဲစစ်စီမံကိန်းရေကာတာကြီးတွေတိဆောက်တိုင်းတာတိုင်းပြည်ပြက်ကြီးဆိုရင်တရုတ်နိုင်ငံကြီးလည်းပြက်တာကြာပြီအမေရိကန်နိုင်ငံကြီးလည်းပြက်တာကြာပါပြီเนาะအဲ့ဒီလူတွေကိုအကြောက်တရားတွေနဲ့မှိုင်းသွင်းပြီးတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင်လုပ်ခဲ့ကြတယ်အဲ့ဒီနောက်မှာကျွန်တော်တို့ပြည်သူတွေတန်ရောင်လိုက်ခဲ့ခြင်းကြောင့်ကျွန်တော်တို့တိုင်းပြည်သည်ခြုံကြားမှာကြံနေခဲ့တယ်တခြားသောအိမ်နီးချင်းတိုင်းပြည်တွေအာဆီယံဒေသတွင်းတိုင်းပြည်တွေပုံပြားကိုရောက်လူနီးဖြစ်နေပြီပေါ့ဗျာစင်ကာပူကိုကြော်ဖို့ထိုင်းကိုကြော်ဖို့ဒီလိုကြော်ဖို့ခွာဖို့တွေအသာထားပါဦးအမိလိုက်ဖို့တော့အနိုင်နိုင်အဲ့ဒီလိုကြိုးပမ်းရုန်းကန်နေရတဲ့ကြားမှာဒီလိုအဖြတ်အမှောက်တွေကိုကျွန်တော်တို့ကထည့်သွင်းစဉ်းစားပြီးတော့တိုင်းပြည်အတွက်လှုပ်တင်တာကိုမလုပ်ဘူးဆိုရင်တိုင်းပြည်ကနောက်ထပ်နှစ်တရာလဲနောက်ကောက်ကြံနေမြဲကြံနေစေဖြစ်မှာပါဒါတွေကိုကျွန်တော်တို့ပြည်သူများတတိပြုတင်ပါတယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်သူတွေရဲ့လိုအပ်ချက်အတွက်လှုံ့ဆော်တဲ့စီမံကိန်းတွေကိုအပြုသဘောဆန်ဆန်ရှုမြင်နားလည်တတ်ကြဖို့ဒါလေးကိုထည့်သွင်းဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်